နော် and3 Shinkansen ကိုဤတဲ့ကအခန်းတစ်ကလေးကိုဝါတာရှိရစပြပါမယ်ဝါတာရှိရစင်စေဒေါခင်စနာဝင်ဖြစ်ပါတယ်ရှင်နင်ခံခံခေဤအချီခါဆုကုတိုတိုမိုတာချီမိသားစုနဲ့တငယ်ချင်းစေခခုအချင်းစာလိုက်တာခါဆုကုတိုတိုမိုတာချီစေခဆုခါဆုကုတိုတိုမိုတာချီမိသားစုနဲ့တငယ်ချင်းချောနဲ့အကြီးဆုံးသားချောကြော့အကြီးဆုံးသမီးဟီတိုရီကိုတူတီသောကလေးဝတ္တရှိဝဟီတိုရီကိုတက်ကျွန်တော်ကတူတီသောကလေးဖြစ်ပါတယ်တူတီသောသားဖြစ်ပါတယ်ဟီတိုကိုဝမ်ကေခါရဲဝဝတ္တရှိနောဟီတိုကိုတာသူကကျွန်တော်ရဲ့ဝမ်ခွဲဖြစ်ပါတယ်ဝမ်ခွဲညီကိုဝမ်ခွဲမောင်မဖြစ်ပါတယ်မငေါ့မြေမငေါ့ကဥမာတဲ့လူမြေးလေးကိုမွေးဖွားပါတယ်စုတ်ခုရီနာချွတ်ဆွတ်တူတဲ့ဖူတာကောအမွာစုတ်ခုရီနာဖူတာကောချွတ်ဆွတ်တူတဲ့အမွာရှင်းစဲခီဆွေမျိုးသားချင်းရှင်းစဲခီကအဆူမာတို့ဆွေမျိုးသားချင်းနေစုဝေးတဲ့နာခါနောဤတင်းတင်းမြတ်မြတ်ရှိတယ်နာခါနောဤဖူဖူတင်းတင်းမြတ်မြတ်ရှိတဲ့ဇနီးမောင်နဲ့ရှင်းယူအချစ်ဆုံးခင်ဆုံးတငယ်ချင်းရှိတာရှိခင်မင်ရင်းနီတော့ယူချင်းတငယ်ချင်းခိုးပြီးတို့ချစ်သူခန့်တော့ကြောဝဝါဒရှိနောရှင်ယူတာသူမကကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပါတယ်နာခါမှာအပေါင်းပေါ့ရှင်ငေါတုံတော့နာခါမှာတို့အာဆိုပီနီအခုအလုံးရဲ့အပေါင်းပေါ်နေနဲ့လက်ပတ်ဖို့ရန်တွားပါတယ်အိုက်တဲ့တစ်ဖက်လူတစ်ဖက်သားဆန်ငါစုရှာဖွေတဲ့ခက်ခုံးတော့အိုက်တဲ့ဆန်ငါစုလက်ထက်ဖို့အိမ်နောက်ဘက်ကိုရှာဖွေတဲ့ရှီဒီအိုက်အတိမိတ်ဆွေပါတီနိရှီဒီအိုက်ကိုလျှော်ဖို့ပါတီပွဲကိုအတိမိတ်ဆွေတွေကိုဖိတ်ခေါ်တယ်စေခခုအပိုင်းစေခခုအကျင့်စာလိုက်တာခိုတိုးကိုပို့ဤခလေးဆန်တော့ဥတိုးကိုပို့ဤယောက်ျားဆန်တော့ဝါရုဤမကောင်းတော့အခါရုဤတက်ကြွတော့စေခခုကဥတိုးကိုပို့ဤအကျင့်စာလိုက်တာကယောက်ျားဆန်တယ်ဥတိုနာရှိစကားနဲ့စိတ်ရည်တဲ့ဒါရရှိနိုင်မတက်မရက်ဖြစ်တဲ့စုမဲတိုင်မခံစားတတ်ဘူး88ဆက်နိုင်တဲ့ခမခိုက်တင်းနှုတ်တဲ့စေးဆက်တဲ့ဥတိုနာရှိဟီတိုစကားနဲ့တဲ့လူအချီဝါရုနာအနိုင်ကျင့်တတ်တော့စုနာဥနာယောသားပွင့်လင်းတော့ရှောကျုခိနာယောသားဖြောင်းမှတ်တော့ရန်ပိုးနာရိုင်းဆိုင်တော့အကျန်းဖတ်တော့ဝါကမမနာတကူကောင်းဆန်တော့ဆက်ကျောခုတခိနာအကျုံမှန်တက်လောက်တတ်တော့စုနာအိုနာဟီတိုဂျိုးသားဖြူစင်တဲ့လူအိုချီစကုစိတ်တည်ငြိမ်နဲ့တည်ငြိမ်နဲ့အခြေကြတယ်ခိချင်းတိုဆိုလို့တတရရရှိတဲ့ခဝါလူပြောင်းနေတဲ့ခိချင်းတိုရှိတာဟီတိုတတရရရှိတဲ့လူအမိုးရာရိယစာနာမှုယူမူအာကဟာတာယုခိကတတိခရဲဝအမိုးရာရိကအာရုသူကစာနာမှုရှိတဲ့ဂျော်ဒန်ကပြည့်ရတူစကားဟာတာယောခုဂျော်ဒန်ကိုယူခုမကြခဏဟာတာကိုပြောဆိုတဲ့ဂျီမန်ကြွားဝါခြင်းဂျီဘုံနော်ဂျီမန်ဆိုလို့မိမိကိုမိမိကြွားဝါတယ်ဟုတ်ပြီနော်ဝဒရှိရဲ့နော်ဝဒရှိရဲ့စာအုပ်လေးတွေဝေခြင်းနဲ့စံစစ်ဒေါခင်စနာဝဒရှိရဲ့စာအုပ်လေးတွေဝေခြင်းနဲ့ဆိုလို့ရှိရင်ကထုံးခါ39 4နှစ်39 96 1နှစ်35ကိုဆက်သွယ်လို့ရပါတယ်။တင်နန်းတက်ချင်တယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်39 4နှစ်39 96 1နှစ်35ကိုဆက်သွယ်လို့ရပါတယ်။ online တင်နန်းလေးတက်ချင်တယ်ဆိုလို့ရှိရင် Viber နံပါတ်ကလည်း39 4နှစ်39 96 1နှစ်35ပါပဲ။1နှစ်3နော် Viber နံပါတ်ကိုဖုန်းနံပါတ်ကိုအတူတူပါနော်တင်နန်း online တင်နန်းနေရောစာအုပ်ဝယ်ခြင်းလို့ရှိရင်ဆက်သွယ်လိုက်ပါရှင်။